defend play လေးကောင်းတယ်ဗျ okay ဘိုးအဲ့ပေါ်ဆုံးတက်ကိုတော့တက်သွားပြီဟာဒီကောင်းလေးမက်ကတော်တော်ကျွမ်းတာရောက်ရင်ပြစ်ကမဲ့အန်ငယ်ယူတာကောင်းတယ်နော်အပေါ်ဆုံးတက်ကိုတက်သွားတာလက်ရှိမှာတော့အစောပိုင်းကာလမှာ battle fame လို့ဖြစ်နေခဲ့တဲ့10 flash ခုချိန်မှာတို့အနေနဲ့ပြန်ပြီးတော့ပြရတယ်အဲ့တော့10 flash ဒီအသင်းနဲ့ battle ဆိုင်ရတာမလွယ်ကူဆိုတာကိုတော့တို့အနေနဲ့ပြန်တော့ပြရတယ်ဗျအဲ့တော့ kick ကတော့အပါခေါ်ခံရတော့မယ်ထင်တာပဲ Facebook YouTube TikTok platform 3ခုလုံးအားပေးနေတဲ့တငယ်ချင်းတွေ like and follow subscribe လေးတွေမလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီး follow လေးလုပ်လို့ရ reaction လေးထောက်လို့ရအသေးလေးနှိပ်လို့ရပါတယ်အဲ့တော့မြန်မာအသင်းကတော့လက်ရှိမှာတော့ငိန်နေရလို့ပြောနေအတွင်းမှာပဲအန်နိုရဲ့ပြစ်ချက်တွေအောက်မှာတော့တူရကီအသင်း REG player why wow တူရကီ player လေး why ကိုတော့အန်နိုတီးထုတ်ပေးလိုက်တယ်ဗျအဲ့တော့ okay key point တမကတော့စတင်ပြီးရနေခဲ့ပြီးပြောနေအတွင်းမှာပဲ NRC နဲ့ကျွန်တော်တို့က EANC2 ထိတ်တဲ့အတွင်းမှာတော့ NC2 အငန်လိုက်ရပြီဗျဒါထိတ်စောကနေဥဆောင်နေခဲ့တဲ့ဒါထိုင်းသင်း Asian ထိုင်းသင်း EA player တယောက်ကတော့ပါသွားပြီ Sakura တနသိန်းတိုင်းနဲ့ပဲကွင်းမြေကြီးမှာတော့ကျွန်တော်တို့ပြေးနေတယ်ကောင်းလေးဘာလို့ချင်နေရလဲ NRC တွေအနေနဲ့ကတော့ကျွန်တော်တို့ဒါ Egypt ဖြစ်ပါတယ်ဗျ random map မှာတော့ပရိသတ်တွေအားလုံးမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဒါမနေ့ကပွဲစဉ်တောက်လျှောက်မှာမက်ကကျွန်တော်တို့ဒါထိုင်းသင်း EA ကိုတော်တော်လေးကိုကျွန်တော်တို့ဒါကန်တရားမျက်နှာသာပေးနေတယ် random map မှာဆိုလဲဇုံအများကြီးရွှေ့စရာမလိုဘဲနဲ့ကိုသူတို့အနေနဲ့ winner chicken တင်တာသိမ့်ပိုက်ွားတယ်အဲ့တော့မနေ့ကလူမျိုးပဲကျွန်တော်တို့ထိုင်းသင်း EA ဒီနေ့မှလည်းထပ်ပြီးတော့ကန်တရားမျက်နှာသာပေးဦးမှာလားစောင့်ကြည့်ရမယ်အဲ့တော့ day 1မှာအမှားလည်းလေးများသွားခဲ့တဲ့ Burmese Goo မြန်မာအသင်း BG လဲ day 2မှာတော့အကောင်းဆုံးအိမ်စာရေးလှုပ်ထိုင်းနေပဲအဆင့်1 to 5နေရာကိုတက်လန်းနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်လို့တော့ပြောချင်တယ်ဗျအဲ့တော့နေတလုံးပြစ်ထဲပြီးတော့စူးစမ်းနေတယ်သူ့ရဲ့တွက်ချက်မှုကအနည်းငယ်မှားယွင်းနေခဲ့တယ်ဗျခြေတလုံးကမပေးဘူး surprise motherfucker ထွက်တော့ပြစ်နေခဲ့ပြီ okay နတ်တယ်အဲ့တော့ဆက်စီသွေးလေးဖြစ်သွားပြီအဲ့တော့ first aid ဘာညာပြန်ထိုးလို့တော့ရမယ်အဲ့တော့ state 2 zone တစ်ချက်ကြည့်မယ်ဗျ Burmese Goo BG တွေအနေနဲ့ကတော့ mid side ကအနီးနားတစ်ဝိုက်ကိုတော့ရရှိထားတယ်လက်ရှိချိန်ထိသူတို့အနေနဲ့ကတော့အဆင်ပြေနေဒုံးပဲဗျအနီးနားတစ်ဝိုက်မှာတော့ဒါကျွန်တော်တို့ဒါ twin တွေကိုလည်းတွေ့မိထားရတယ်sorry twin မဟုတ် twist TWIS twist နော် twist ကဘာလဲIraq ဗျ BG တွေအနေနဲ့တော့သူတို့အနေနဲ့ဇုံပါနေရဆိုတော့ညားလဲဒါ position ကိုတိတ်တော့မကြိုက်ဘူး survive ဖြစ်မဲ့နေရာ cover ရှိမဲ့နေရာလေးတွေကိုလိုက်လံပြီးတော့ဒါရှာဖွေနေတဲ့ပုံစံမျိုးလေးတွေ့မြင်နေရတယ်ဗျ Ichi ကားလေးနဲ့ပဲ good luck ကွာအကောင်လေးနော်ကိုရီးယားကိုဖြစ်စေခြင်းတယ်ဗျာနော်ကိုရီးယားကိုစိတ်ပဲရှိတယ်ဖြစ်စေခြင်းနဲ့စိတ်ပဲရှိတယ်အားပဲအားပေးလို့ရမှာတကယ်ကြိုးစားမှာသူတို့လုပ်ပေါ့ဗျာနော်ဇုံပါအောင်ပါကွာဇုံထပ်ပါအောင်ဖွဇုံထပ်ပါလာအောင်အေးအဲ့မှာမစ်ဆိုင်ကြီးသားကြီးတို့